ပို့ကြောင်းသွားရင်လည်းဂိမ်းမတောင်တန်းဘုံကထင်းရှိရဲဆိုလို့လိုက်ပါဆရာဒီကြောင်ကြီးစလုံးမြောင်ဆရာတော်လည်းပါတာပေါ့26မိုင်ဟိုဘက်နဲ့သုံးပါလုံးကွာမှာလမ်းသွယ်လေးတစ်ခုရှိပါတယ်အဲလမ်းသွယ်လေးကနေဝင်သွားခဲ့လို့ရှိရင်လှမ်းကြည့်ခဲ့လို့ရှိရင်တွေ့ရပါမယ်တိုင်းပုတ်ကတော့မုတ်ဝီးကတော့ပြိုပြက်ကြဘယ်လိုကြောင့်လဲတော့မသိဘူးနေနေရက်ကလာတဲ့လူတွေတွေ့တယ်ကျွန်တော်တို့ရွာပဲကျွန်တော်တို့လေဘက်ကလူတွေတွေ့တယ်9နိုင်ပတ်ဝန်းကျင်လောက်ရောက်ထဲကသမီးရုံမှာစတူဒီတာကျွေးမွေးတာတန်းစီနေတာရင်တော့ကတော့လွန်ခဲ့တဲ့9နှစ်ကအခုသိနေရမှာတောင်ထန်းတဲလေးပေါ့တောင်ထန်းတဲလေးနဲ့တော့တွေ့တယ်နောက်ပိုင်းမြောင်ဘက်ကူးလာပြီးတော့စောက်လို့နေအခုဆိုရင်ကလေး60လောက်နဲ့ကိုဝေးရမယ်ကိုဖွားရစောက်ချောက်ပြီးရတယ်လူတည်ရတယ်ဆရာတော်ကခါမှတန်ရထားတယ်ဘူးနဲ့လမ်းလျှောက်နေတာကလေးစစ်တန်း9တန်းကလေးတွေကိုမြို့ကျောင်းကိုနေ့စဉ်အကျိုးပို့လုပ်ပြီးတယ်လို့ပဲကြားပါတယ်ကားနဲ့ကိုယ်ပိုင်ကားနဲ့ပေါ့နော်ကျောင်းကားနဲ့နေရလူတန်းဆိုတော့တော်တော်များပါတယ်မိုးရတယ်ဖွဲနဲ့ကားဆိုလမ်းချော်တော့ကားကွင်းတူရ16မိုင်3ဖာလုံးအရှိဘက်မှာဂရုဏာတောင်တန်းပရိဒတ်ကျောင်းရှိပါတယ်လာရောက်ခြင်းသူများအတွက်လမ်းညွှန်ပေး